င်မပြေတော့လဲရဲ့လီအနေခံရမှန်းသိပေမဲ့ရွှေချဲတရားလမ်းမရှိတဲ့အခါမာနတွေခံဝါချလို့တိုင်းတစ်ပါးဆိုတော့အရက်မှာခိုင်းသမျှအကုန်လုပ်ရပြီဗျာရိုးသားစွာနဲ့ကြိုးစားရှာပါမယ်အတွင်းမှာကပဲမောင်းမထုတ်ပါနဲ့ဗျာမြမပြည်ကြီးမငြိမ်းချမ်းစေခဏကျွန်တော်တို့တွေဘဝစာနာပေးပါကိုတိုင်းကိုပြေပါမနေခြင်းနဲ့သူရှိပါမလားမပြည့်ညင်တော့သူရှိပါမလားဗျာပြန်မမဲ့ကျွန်တော်တို့ပြန်မပါအရာရာအတွက်ကျေးဇူးတင်